အားလုံးမင်္ဂလာပါဒီထားကျွန်တော်မျှဝေမယ့်သင်ခန်းစာတော့ Adobe Illustrator မှာကျွန်တော်တို့ logo design တခုဖိုင်နေကြပါတော့ကျွန်တော်တို့ Adobe AI ကိုတစ်ချက်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ရေဆုံး Elephant 2နဲ့ယူပြီးတော့ server လေးတစ်ဝိုင်းဝိုင်းမှာပေါ့နော် Okay ပြီးကျွန်တော်တို့က stock မှာအမေးရောင်လေးထားလိုက်မယ်ပေါ့နော် size ကြတော့3လောက်ထားလိုက်ဒီကျွန်တော်တို့က keyboard ပေါ်ကနေ Ctrl C Ctrl F နဲ့မယ်ပြီးတော့ကျွန်တော်တို့ကနေအလေးကိုတဝိုင်းတည်တည်လေးပွေလိုက်မယ်ဒီလိုလောက်ပေါ့နော်ပို့လို့ရှင်တလောက်ဒီလိုမျိုးလေးရပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဟိုအလေးမှာထည့်ရှင်တဲ့စာလေးတခုရေးမှာပေါ့နော် Okay အဲလိုရေးနေမယ်ဟိုရေးရှင်တဲ့စာရေးပေါ့နော်ဒီကျွန်တော်တို့ကဒီကောကောနည်းနည်းလောက်ကြည့်နေမယ်ပေါ့နော်ကိုထည့်ရှင်တလောက်ပေါ့ Okay ကောင်းနေတယ်โอเคဒီလိုမျိုးရတော့ပြီဆိုကျွန်တော်တို့ကဒီမှာဒီကောကိုတစ်ချက်နိုင်မယ်ပြီးတော့ကျွန်တော်တို့ line 2ယူမယ် line 2ယူပြီးတော့ကိုကဒီမှာ save မယ်ဒီဖားရတော့ကို save မယ်ဒီလိုမျိုးရတော့ပြီဆိုကျွန်တော်တို့ကဒီကောကို select လုပ်မှာပေါ့နော် select လုပ်ကအကုန်လုံးက select ဝင်တယ်ကျွန်တော်တို့ကဒီအတွင်းလောက်ပဲလိုချင်တာပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ကဒီမလိုတဲ့ဟာတွေကို share ပြီးတော့ share နိုင်မယ်ဒါဆိုရင်ကျွန်တော်တို့ကအတွင်းဝဲလောက်ပဲ select ဝင်တာပေါ့ပြီးကျွန်တော်ဘာလုပ်လဲဆိုတော့ဒီမှာ shift button 2ကိုယူမယ် shift button 2ယူပြီးတော့ကိုကမလိုတဲ့ဟာဖြစ်ပြီးတော့ alt keyboard ကနေ alt လေးဖြည့်ပြီးတော့နှိပ်လိုက်ပါဒါဆိုရင်ပြတ်တော့ပေါ့နော်ပြပြီဆိုကျွန်တော်တို့ကဒီမှာ line 2လေးနဲ့ဆွဲခဲ့တဲ့ဟာတွေကိုမလိုအပ်တဲ့အတွက်ဒီမှာဖြတ်လိုက်ပါဒီလိုမျိုးလေးရတော့ပေါ့နော်ဒီလိုမျိုးလေးရတော့ပြီဆိုကျွန်တော်တို့က pen 2လေးယူမှာပေါ့နော် pen 2လေးယူပြီးတော့ဆွဲမယ်ပြီးကျွန်တော်တို့က selection ကိုချက်နိုင်မယ် selection နေပြီးတော့ကျွန်တော်ကဒီကိုချက်နိုင်မယ်ချက်နေပြီးတော့ဒီမှာ stock မှာကြတော့ကျွန်တော်အမေးရောက်ထားမယ် size ကြတော့8လောက်ထားမယ်ဆိုတော့ဒီကိုကျွန်တော်တို့ကရှင်လေးလိုရှင်တာပေါ့နော်ဒီလိုမျိုးလေးအသုံးလဲမလို့ရှင်ဘူးဆိုတော့ဒီမှာချက်နိုင်မယ်ပြီးဒီမှာရှင်လေးကိုနှိပ်ဒါဆိုရင်နှစ်ပတ်လုံးကရှင်လေးရတော့ရှယ်ပြီးကျွန်တော်တို့ကမကြိုက်ဘူးပေါ့နော်သူ့ကိုနည်းပြင်ရှင်သေးတာပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့က direct selection ကိုနှိပ်မယ် direct selection နှိပ်ပြီးတော့ကျွန်တော်တို့ကကိုပြင်ရှင်တဲ့နေရာမှာတစ်ချက်ထောက်မယ်ထောက်ပြီးတော့ကိုမကြိုက်တဲ့နေရာကိုပြင်မယ်ဒီကိုပြင်မယ်ဆိုရင်ဒီကိုနှိပ်ဒီလိုမျိုးစိတ်တိတ်ကြပြင်လို့ရသေးတယ်ဒါကြတော့အများကြီး border shot ဆိုင်အများကြီးပြုပြင်လို့ကောင်းတာပေါ့နော်ဒီအဲမှာကြတော့အဲ့ဒါတခုပဲကိုလိုရှင်တော့ရပြီဆိုရင်ကျွန်တော်တို့ကကြည့်ပြလိုက်ပါပြီးကျွန်တော်တို့ကနောက်တစ်ခုဆင်းမှာပေါ့နော်ဒီကောင်ကိုနေပေါ်နေလိုက်မယ် okay ဒီမျိုးရတော့ပြီဆိုကျွန်တော်တို့ကနောက်တစ်ခုလေးဆင်းမှာပေါ့နော်နောက်တစ်ခုဆင်းဖို့တော့ pen 2ကိုပဲတော့ယူမယ်ဒီကောင်တူတူလေးပေါ့ဒီခါကျတော့ okay ပြီးကျွန်တော်က selection 2နိုင်မယ်ပြီးရင်ဒီကို shape ပြန်နိုင်မယ်လက်ပြီးခုနတော့ပဲ size ကြတော့9လောက်ထားမယ်ဒီကခုနတော့ပဲ shan လေးလောက်လိုက်မယ်ပြီးကျွန်တော်ကမကြိုက်သေးတဲ့ direct selection 2ယူပြီးတော့ပြင်မယ်ကိုလိုရှင်တဲ့ပုံစံဟိုလိုရှင်တဲ့ပုံစံလိုရဘောနော်မရသေးဘူးOkay ဒီလိုမျိုးကိုစိတ်ကြက်ပြင်ပြီးတော့ပြီပေါ့နော်ပြင်ပြီးတော့ပြီဆိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ selection 2 selection နိုင်ပြီးတော့ဒီမှာဒီနှစ်ခုကို select လုပ်မယ် select လုပ်ပြီးတော့ menu bar ထဲကနေပြီးတော့ object ကနေ expansion နေမယ်ပြီးကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့select လုပ်မှာပေါ့နော်ဒီနှစ်ခုကို select လုပ်မယ်
ဆိုတော့ပုံတွေအကုန်လုံးဝင်နေတော့ဒီကောကို select ဖြောင်းပေါ့နော်ဒီပြီးဆိုရင်ကျွန်တော်တို့က shape vector ကိုယူမယ် shape vector ယူပြီးတော့ကျွန်တော်တို့က keyboard ကနေ order တွေတစ်ချက်ပြီးတော့ဖြောင်းမယ်မလို့ edit ပိုက်ကိုရပြီဆိုရင်ကျွန်တော်တို့ကအကုန်လုံးကိုပြန်လို့ direct selection တွေယူပြီးတော့အကုန်လုံးကို select လုပ်မယ် select လုပ်ပြီးတော့ shape vector ကိုယူမယ် shape vector ယူပြီးတော့မလို့ edit ပိုက်တွေကိုဖြတ်မယ်ပေါ့နော် order တွေဖြည့်မယ် keyboard ကနေမလို့ edit ဘေးကအရာလေးတွေကိုဖြတ်မယ်ပြီးကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ direct selection လေးတစ်ချက်နဲ့မြန်ကွာမမြင်သေးဘူးဆိုရင်ကို lotion တဲ့နေရာတော့ပေါ့နော်ဒီပုံကိုရှေ့ကိုတိုးလိုက်မယ်ပေါ့နော်ဒီပုံလေးတော့ lotion အတဲ့ဒီလိုမျိုးကိုစိတ်ကြရပြီဆိုရင်ဒီကိုအကုန်လုံးကို select လုပ်မယ် select လုပ်ပြီးတော့ keyboard နဲ့ control G တစ်ချက်နဲ့မြန်ပြီးကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ rotator 2လေးကိုယူမယ်ပေါ့နော် rotator 2ယူပြီးတော့ဒီကိုပြေးဆွဲလိုက်မယ်ဆွဲပြီးကျွန်တော်တို့ကဒီမှာ stop မှာကျတော့နန်းထားခင်မယ်ဒီဘောက်ကျတော့အမေးရောင်လေးထားခင်ပါနော်ကာလာကိုဆိုတော့ကျွန်တော်တို့ကဒီကာလာကအသိမနဲ့ဘူးနော်ကျွန်တော်အမေးရောအမေးဆုံးကိုလိုချင်တယ်ဖြစ်တဲ့အတွက်ဒီညမှာတစ်ချက်နေမယ်နောက်ပြီးတော့ကျွန်တော်ကဒီမှာအကုန်လုံးကို0လိုက်ပေးလိုက်ပါဒီ okay ဆိုအမေးဆုံးကိုရတော့ပြီဆိုကျွန်တော်တို့ကဒီကောကိုအောက်ကိုပဲပို့ရှင်တာပေါ့နော်တော့ပုံမှန်ထားရှင်လို့တော့ဒီကောကို repeat ချက်ထောက်မယ် repeat ထောက်ပြီးတော့ array ထဲကနေပြီးတော့ save to version နဲ့မယ်ဒါဆိုတော့ဒီကောအောက်ရောက်ပါပြီပေါ့နော်ရောက်တော့ပြီဆိုဒီကောက logo save ရတဲ့ပုံကိုတစ်ချက်နေမယ်နောက်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ window ထဲကနေပြီးတော့ get first style channel မှာ style channel ပြီးတော့ကျွန်တော်တို့ကဒီမှာအောက်ကဒီမှာတောင်းကြရလေးရှိတဲ့တရားလေးနဲ့အဲ့မှာ no effect channel မှာ no effect channel ဒီထဲမှာကိုဘေးဟာကိုကြက်တယ်ဗောနော်အရောင်လေးကိုနှိပ်ကြည့်ပါကိုကြက်တဲ့ပုံစံလေးကိုဒီမှာကိုစိတ်တကြနှိပ်လို့ရတယ်ဗောနော်ကိုနှိပ်ကြည့်ပါကိုလိုရှင်တာရပြီဆိုရင်အလုံးအဆင်ပြေသွားပြီဗောနော်ဒါဆိုရင်ကျွန်တော်တို့ကလှပတဲ့ logo လေးတစ်ခုရတော့ပြီဗောနော်လိုက်လို့ကြည့်ပါအကုန်လုံးအဆင်ပြေမယ်လို့ထင်ပါတယ်နော်နောက်တစ်ခါကျတော့